တိုက်ဆက်တွေအိမ်အောင်ပြုမရတာဘာကြောင့်လဲဒီမိကုံးလေးဟာလူတော်တော်များများသိချင်နေကြတဲ့မိကုံးဖြစ်တယ်လို့တိုက်နဲ့ပတ်သက်ဆက်နွယ်နေကြတဲ့သူတွေကြုံနေရတဲ့ပြဿနာတစ်ခုဆိုရင်လည်းမမားနိုင်ပါဘူးရှင်တချို့တိုက်ဆက်တွေမှာမိမိအရင်တိုက်ဘဝမှာအိမ်အောင်ရှိကြသူတွေလူဘဝကိုသွားတဲ့အခါမှာမိမိအိမ်အောင်တဲ့ကလူစကားနဲ့ပြောရင်တော့တဝန်တိုလို့မိမိအားတန်ရုံးစင်နေပါသွားမှာဆိုတဲ့အတွက်လူဘဝကိုရောက်တဲ့အခါအိမ်အောင်မပြုတ်ပါဘူးဆိုတဲ့ကတိကိုတောင်းတကြပါတယ်အကယ်၍အိမ်အောင်ပြုတ်ခဲ့သည်ရှိသောတိုက်နှန်းတို့ပြန်လဲခေါ်ဆောင်မှာအိမ်အောင်ပြုတ်ခဲ့သည်ရှိသောလူဘဝတလျှောက်အဆင်မပြေမှုဒုက္ခမျိုးစုံခံစားရပါစေသာစသဖြင့်အမျိုးမျိုးသောဂတိတွေပေးခဲ့ကြပြီးမှလူဘဝကိုရောက်ခဲ့ကြရသူများလည်းရှိပါတယ်တချို့ကြတော့တူတီသောသားသမီးမို့အရန်ချစ်ကြတဲ့ညီကိုမောင်နှမများမို့လူလောကသွားရောက်မဲ့သူကိုအလားတူဂတိမျိုးပေးပြီးမှရောက်လာကြသူများလည်းရှိပါတယ်ဒီလိုနဲ့တိုက်ဆက်ရှိသူများလူလောကကိုရောက်လာတဲ့အခါဘဝဟောင်းကိုမေ့ဘဝတစ်ကိုပဲအမှတ်ထားလိုက်ရင်အချိန်နဲ့အရွယ်ရောက်လာတော့ချေရမဲ့သူတွေ့လာကြတယ်ကြားဘူးကြမှာပါမင်္ဂလာဆောင်ခနီးမှယူသွားလို့တေသွားလို့ဒုက္ခမျိုးစုံရောက်ရတာတော့ဘဝဟောင်းမှာမိသားစုတွေကပြန်လဲဆက်သွဲပြီးတားမြစ်ပိတ်ပင်တာတွေဖြစ်တတ်ကြပါသေးတယ်တချို့အိမ်အောင်ပြူတာကိုမတားမြစ်ပေမဲ့သားသမီးယူခြင်းပေမဲ့လင်ကောမယာကောစေပညာအရဘလို့ပင်ချိုးရင်းချက်မရှိပေမဲ့ကလေးမရနိုင်တာတွေအဖက်မတန်တာတွေဖြစ်တတ်ကြပါတယ်ဒီလိုအဖြစ်မျိုးကြုံတွေ့လာတဲ့အခါထုံးစံတိုင်းလက်လန်းမီယာဆရာသမားဂိုင်းဆရာတွေနဲ့ကုကြစစ်ကြတိုက်ဆက်တွေဖြတ်ဖို့လုပ်ကြနဲ့အမျိုးမျိုးကုစားကြပါတော့တယ်အဲ့လိုလုပ်တော့မှအချို့ဆိုအသက်ပါပြီးသွားခဲ့ရတဲ့တာရကတွေတပုံကြီးပါဆရာလုပ်သူကပညာရည်မပြေဝလို့ပဲဖြစ်စေဆရာလိန်နဲ့တွေ့လို့ပဲဖြစ်စေအတအစွဲနဲ့တယူတန်ကိုင်းဆရာတွေနဲ့ကုစားမိတဲ့အခါကာယကံရှင်ဘဝကဆရာနဲ့တိုက်ရင်ဆိုင်သမျှခါးစိခံရပြီးမြေစာပင်ဘဝမျိုးမရောက်မိစေရန်တတိချက်စေလိုပါတယ်ကံမီယာမျက်ရှင်ဆရာဖုံးဒေစာ